မင်္ဂလာပါမမငယ်လေးဝတ်ထားသလိုမျိုး GIA ငကက်ပွင့်ကြီးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်စိန်အေဂရီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်မငယ်လေးဝတ်ထားတာကတော့ငကက်ဆိုလို့ရှိရင်တစ်ဖက်ကို20ရက်တီနဲ့နှစ်ဖက်ကိုဇုံ40ရက်တီပါလောက်ကက်ကတော့25ရက်တီပါလက်စွပ်ကတော့18ရက်တီ20ရက်တီတွေပဲဖြစ်ပါတယ်စိန်အေဂရီမှာဆိုလို့ရှိရင်ကမ္ဘာအတိအမှတ်ပြု GIA certificate ပါစိန်တွေကိုwithout စီထက်တက်တာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးနေပါတယ် GIA အိုင်ကာလာ G ကာလာ3 excellent နဲ့10ရက်တီ12ရက်တီ14ရက်တီများကို3000ကျော်ကနေ3000ကျော်အထိဝယ်ယူနိုင်ပါတယ်ဇုံ10ရက်တီဖြစ်တဲ့တစ်ဖက်9ရက်တီတွေဆိုလို့ရှိရင်တော့3900ကျော်ကနေပြီးတော့4000ကျော်အတွင်းဝယ်ယူနိုင်ပါတယ်ရှင်ကဲထိုင်းမင်းသမီးလေးတဗီကာကိုအားကြနေကြတဲ့ချစ်မမတို့ကြီးစိန်အေဂရီကိုအမြင်လှမ်းခဲ့ကြတော့နော်